မှာလို့တာမီနဲ့ဘာရအောင်မျိုးတွေ့ရတော့မရှိပါဘူးအပြည့်ရှိတယ်လို့မခံစားရအပွင့်ကမခံစားရဘူးပေါ့အပြည့်ဆိုတော့သူလည်းတာမိုက်သူလည်းတာရဲလို့သူလည်းတာမိုက်ယူရဲဆောင်လို့သူလည်းပါလေအဲ့ဒီစက်တပ်ထဲတော့မဟုတ်လားအဲကြောင့်လို့သူတို့လာရလမ်းတိုင်းတော့哦，ပြောရတာပါဒီမှာတချို့လို့ရှိရင်ဟိုဒီတိုက်ပွဲတွေရောက်သွားလို့ရှိရင်မမြင်တော့ဘူးဘာမှမမြင်တော့ဘဲနဲ့လိုက်ပြီးတော့ပြစ်ခတ်နေတဲ့ပုံစံမျိုးဒီမှာကိုယ့်အနေနဲ့ကိုမသိတော့တဲ့ပုံစံမျိုးတွေဆွဲသွားတဲ့အချိန်မှာကိုစိတ်ထဲမှာတော့ရှိရောနော်ဒီငါဘာကြောင့်နင်းရတာလဲ This fight must be the last fight for freedom in our country. If we cannot fight and win this time, we will lose forever. You have the largest amount of defections that have ever happened in the history of Myanmar. The Myanmar military is crumbling from the inside. They're losing the battle and they're trying to get anyone they can to join. They don't have real soldiers. Follow speak out လုပ်ရလဲဆိုရင်နိုင်ငံတကာအနေနဲ့မှာကျွန်တော်တို့မြန်မာပြည်သူတွေခံစားနေရတဲ့ဟာတွေကိုသိသိချင်းနဲ့မြန်မာစစ်တပ်ဘယ်လောက်ရက်ဆက်ရုံမာတယ်ဟိုမိုက်ကန်တယ်ပေါ့နော်ဘယ်လောက်ထိအဉာဏ်မဲ့တယ်မြန်မာစစ်တပ်ဟာဘယ်လောက်ထိရုံမုံမှုကောင်းလဲဆိုတာကဘာသိအောင်ကျွန်တော်အဓိကပြောချင်တာပေါ့ Without transitional justice, there will be no sustainable peace in our country.